မင်္ဂလာပါကဲဒီနေ့ကတော့မမတို့စီကိုတဲ့အိမ်မှာပေါ့နော်မူးရွာတော့ဘာမှလုံးစရာမရှိတော့ချမောင်ကြော်လေးချက်မယ်ချမောင်ကတော့တောင်းပဲစရာမလိုဘူးမနေ့ကမြင့်လဲမြင့်တဲ့ချမောင်နဲ့ပစုံနဲ့ချက်မှာမြင့်ကလည်းဝေယုံမှာပွားပြီးတော့မှခူးပြီးတော့မှပြုတ်ထားတာပေါ့နော်အခုကဒီမှာအိမ်မှာရှိတဲ့ချမောင်ပင်လေးတွေနော်အဲ့ဒါလေးကိုကျွန်မခူးမှဖြစ်ပါတယ်လို့နော်လာချမောင်စခူးမယ်ချမောင်လေးကဝယ်စားစရာမလိုဘူးမမတို့စီကိုယ်တိုင်စိုက်ထားတာပေါ့နော်အရန်လှလာပဲမိုးကောင်းတော့တင်းပြီးတော့မှတော်တော်လေးကိုလှတယ်ဒီရှိသူတို့တဲ့နော်အရန်စစ်ပြီးတယ်ဝယ်ဆိုင်ပတ်ဆက်ကုန်တယ်ကိုစားတတ်တဲ့အရာလေးတွေကိုစိုက်ထားတာပေါ့ဒီရှိသူရဲ့လှနေရမယ်မိုးကောင်းတော့လေတင်းခံနေအောင်ကျန်ခုလည်းဟုတ်ပဲပြောပြရပြီလာမမလို့စီလက်စွမ်းပြမယ်လိုက်ခဲ့ပါအောင်အားရမြစ်ပြုတ်ထားတာမြစ်ကဝယ်ထားမှာမဟုတ်ဘူးနော်အိမ်သားဝယ်ရုံကနေပြီးတော့မှအမလေးမမလို့စီရသွားပြီးတော့ခူးထားပါတော့ပြစ်ပြုတ်လောလောဆယ်မမလို့စီကလာပြဒီလေးဟိုပါပေါ့နော်ဒီချမောင်ကိုကျမတို့ကဒါတစ်ခါတည်းကိုအရင်ပြုတ်လိုက်မှာနော်အချင်းတက်တွေထွက်သွားအောင်ဆက်စားလိုက်ပါဒါလေးပေါ့တော့နှုံးသွားအောင်ပေါ့နော်ကိုကအရင်ဆုံးပြုတ်ပြရမှာပေါ့နော်အချင်းတက်တွေထွက်သွားအောင်ပေါ့အခုချင်မောင်တော့တယ်ပြောမြုပ်တွေထွက်ပြီးတော့အချင်းတက်တွေပေါ့နော်အချင်းတက်တွေကိုကျမတို့ကမောင်းထုတ်နေပေါ့နော်ကိုကအရန်ရစ်တဲ့အတွက်ကြောင့်မလို့အရန်ဆင်သွားတယ်ဆင်သွားဆောင်းကောင်းမှတိုင်ဘိုင်းပါမယ်နော်ကြည့်ရှုသူတွေကလောက်တက်တယ်ဆိုရင်ကြော်ခွာသွားမမလို့ဆိုချစ်တယ်ဆိုတော့ကြည့်ပေါ့နော်မလောက်တက်ရင်စဆုံးကြည့်တာပါတရားမတော့မဟုတ်ဘူးလေချမောင်ကျတော့စီဗနာလေးသုံးမယ်စီပတ်တော့စီချက်သွားပြီဆိုရင်တော့စမင်းထည့်မယ်နည်းနည်းပြန်လေးထည့်မယ်သေးလေးစမင်းထည့်ပြီးလို့ရှိရင်ဒီမှာချက်တော့ဒီထည့်မယ်ဝေးသွားလို့လည်းတော့ကိုလာထော်ရောက်ဒီမဟုတ်ရန်စိုက်လို့ပါကိုလာထော်ကြော်ကြမယ်တဲ့ကိုလာထော်လာမထော်ကက်စီကိုလိုက်တော့မြန်မာတော့ရထုံးတန်းစစ်လားငပိပါရှင်နော်ငပိမပိုင်မပြီးတဲ့အတွက်ကြောင့်မလို့ငပိလည်းထည့်ပေးပါလို့ပြောစမှာတယ်ထည့်စားစမှာတော့ဒီလိုမျိုးတမလို့ပါပြီဆိုလို့ရှိရင်ညှိ့ကိုထည့်ပါမယ်ရှင်ထည့်စားလိုက်ပါဒီလည်းပြုတ်ထားပြီးသားပဲချမောင်ထဲပါမယ်ချမောင်ရေးစစ်ထားတာပေါ့နော်ချမောင်ထဲမယ်ရတာတော့ကိုယ့်အကူကြီးကြက်ပြီးတော့လုပ်ပေါ့နော်စက်သားမုတ်ထဲမယ်စားအနေနဲ့ထဲမယ်နော်ဒီနေရာမှာငံပြရင်သုံးလိုက်ရတယ်သဘောပဲဒီမှာလောက်စားရပြတဲ့ကြောင့်လို့ပဇွန်ထဲမယ်ဒါလေးနောက်ဆုံးမေးသားဖြစ်တဲ့ငရုတ်ဒီကိုထည့်ပါမယ်ငရုတ်ဒီကအယောင်နှစ်ကာလာဖြစ်စားရေးပြီးတော့ price ဆိုလို့ရှိရင်ပြီးဆွဲလို့ရတယ်ဟိုဒီလိုပြီးသွားပြီလားဆိုရင်စမောင်ကြော်စမောင်ညှစ်ကြော်လေးပေါ့ညှစ်များသွားတယ်ပဲso good ဒီလိုပေးသားနေလားရှယ်ပဲ Oh my god ညာပြီးပြီးသွားပြီလား